တချင်းဆိုတဲ့လူကဘယ်သူမှလည်းမသိရေးတဲ့လူကဘယ်သူမှလည်းမသိတော့အဲ့ဒါတခုတော့စိတ်မကောင်းဖြစ်မိပါတယ်ဖြစ်ပါတယ်သင်ခန်းစာတချင်းကိုပဲကျွန်တော်တို့ဘာရှင်းသစ်ပုံစံလေးနဲ့ပြန်လုပ်ပြီးတော့ဒီနှစ်ကုန်လောက်တော့ထွက်နိုင်အောင်တော့ကြိုးစားနေပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုသူရပါဂီတကိုကျွန်တော်လွန်ခဲ့တဲ့19နှစ်လောက်ကအဲ့လောက်ကစလုပ်ဖြစ်ခဲ့ပါဟုတ်တယ်တချင်းတွေကဝေးကွာခဲ့တာကြာပြီဆိုတော့2008နောက်ပိုင်းဆိုတော့တော်တော်ဆက်သွယ်ပြတ်သွားတယ်ရှိပါတယ်လက်ပေါက်ဖွဲ့မှာဆိုတော့အောင်ချိတ်တူအောင်ကိုရိုးနဲ့ဆက်သွယ်မပြတ်ပါဘူးအကုန်လုံးနဲ့ဆက်သွယ်ရှိပါတယ်တချင်းတွေကတော့ထွက်ဖို့ရှိပါတယ်အုံကျွန်းတွေလည်းထွက်ဖို့ရှိတယ်အုံကျွန်းတွေလည်းထွက်ဖို့ရှိတယ်ဆိုတော့မှအောင်ချိတ်ရေးထားတဲ့အုံကျွန်းတစ်ပုတ်လည်းထွက်ဖို့ရှိတယ်အဲ့ဒါကိုဒီနှစ်ကုန်တော့ထွက်နိုင်အောင်တော့လုပ်ထားပါတယ်ပြီးတော့ဒီပြင်တေးဆရာတွေနဲ့လည်းအုံကျွန်းတွေထွက်ဖို့လည်းစီစဉ်ထားပါတယ်ဒီကျွန်တော်တို့ရဲသူရတို့အိမ်မှာဒီတချင်းကိုပထမဆုံးခွေချမ်းလေးစလုပ်ပြတယ်ပေါ့နော်ခွေချမ်းလုပ်ဖြစ်ပြီးတော့ဘယ်လိုဖြစ်သွားလဲဆိုတော့တချင်းကရက်သွားတယ်တချင်းရက်သွားဆိုတော့အဲ့ဒီအချိန်မှာခိုးကူးကွေတွေကအရန်ဟစ်ဖြစ်နေတဲ့အချိန်ကိုပြောရတော့မသိဘူးကိုတချင်းတော့ကိုဘယ်လိုဖြစ်လို့ခိုးကူးကွေတွေပါလာတယ်မသိဘူးကိုရီးယားနောက်ခံနေနဲ့အဲ့လိုတွေဖြစ်လာတာပေါ့ဘေးကနောက်တငယ်ချင်းတယောက်ပြောမှမင်းတချင်းကဟိုမှာထွက်နေပြီဆိုတော့တချင်းကပထမဆုံးသွင်းထားတဲ့အခါအကျန်းပဲရှိသေးတယ်ဘာမှဟုတ်ကျွန်တော်တို့အချောတွေပါလဲဘာမှမလုပ်ရသေးပထမဆုံးအကျန်းလုပ်ထားတာမှအဲ့လိုပဲဖြစ်နောက်ပိုင်းခိုးကူးကွေကြောင်မနည်းနည်းလူလဲလူပြပါဖီးတော့ဖြစ်သွားတယ်ပေါ့အဲ့ချိန်မှာလည်းဘယ်သူမှလည်းမသိဘူးပေါ့တချင်းဆိုတဲ့လူကဘယ်သူမှလည်းမသိရေးတဲ့လူကဘယ်သူမှလည်းမသိတော့အဲ့ဒါတခုတော့စိတ်မကောင်းဖြစ်မိပါတယ်ဒီတချင်းကကျွန်တော်ထွက်မဲ့ဒီကျွန်တော်တို့ညီကိုရဲ့ဒီ channel music channel LOB channel ကနေပြီးတော့ပဲထွက်ဖို့ရှိပါတယ်သူတို့နဲ့လည်းတချင်းတွေလက်တွဲလုပ်သွားဖို့အများကြီးရှိပါတယ်သူလက်ရှိFacebook YouTube TikTok channel တွေကနေပြီးတော့ဒီလက်ရှိဒီ channel လေးကို subscribe လေးလုပ်ပြီးတော့အားပေးပါအောင်လို့တောင်းဆိုပါတယ်